Australia နိုင်ငံအဲ့ဒီလေးမျိုး Jesus Family ရှက်အသင်းတော်မှာခမ်းပတ် Mission House အတွက်လစဉ်ထောက်ပံ့ငွေလက်ခံရရှိကြောင်းအထူးကျေးဇူးတင်အပ်ပါတယ် Jesus Family ရှက်မိသားစုရောက်ရှင်းစီတိုင်းဖရာသခင်ကောင်းကြီးပေးပါစေအားလုံးပဲခဏဆုတောင်းရအောင်ကောင်းမြတ်တဲ့ဖရာနေရစနိုင်ကွယ်ကဆောင်မတဲ့ဖရာဖေးမှလမ်းပြပေးတော်မူသောဖရာကိုတော်တပါးတိတာဖြစ်ပါ၏ဩစတြေးလျနိုင်ငံအဲ့ဒီလေးမျိုး Jesus Family ရှက်အသင်းတော်အတွက်ကိုတော်ဖပြရဲ့လက်တော်ထဲမှာဆုတောင်းစက္ကန့်နဲ့ခမ်းပတ် Mission House မိဘရဲ့တာသမီများကိုလစဉ်ထောက်ပံ့ခြင်းငွေများအကောင်းမွန်ဆုံးပို့ဆောင်ပေးတဲ့အတွက်လည်းကျေးဇူးတော်ဂုဏ်တော်ပေါင်းကိုရှင်းမွမ်းရေးတွက်ပါတယ်အဖဖျားဟာလေလုယာဖပါသခင်ဤအသင်းတော်ဒီလဲတာ၍ဆက်လက်ပြီးတော့မှတိုးပွားနိုင်ရန်တော့ခွင့်တာ၍ပြင်ဆင်ပေးတော်မူပါအသင်းဥစ္စာများအသင်းထောက်များအသင်းသူအသင်းသားများအရောက်ရှင်းစီတိုင်းရဲ့လုပ်ငန်းတာအသီးသီးတိုင်းကိုလည်းကိုတော်ကွယ်ကဆောင်မပေးတော်မူပါဖေးမလမ်းပြပေးတော်မူပါအသင်းတော်ဒီလဲဒီထက်မကဆက်လက်ပြီးတော့မှကြီးပွားတိုးတက်နိုင်ရသောခွင့်များကိုလည်းတာ၍ပြင်ဆင်ပါမိကြောင်းလဲဆုတောင်းစက္ကန့်အနံပါတယ်အဖဗျာခမ်းပတ် Mission House မှာရှိနေတဲ့မိဘမဲ့သားသမီးရောက်ရှင်းစီတိုင်းအတွက်လာစဉ်ထောက်ပံ့ခြင်းငွေပြင်ဆင်ပေးတဲ့အတွက်လည်းကျေးဇူးတော်ဂုဏ်တော်ပေါင်းကိုရှင်းမွမ်းရေးတွက်တယ်ကိုတော်ဖခင်အသုံးပြုတဲ့အခါမှာလည်းကောင်းမွန်စွာနဲ့အသုံးပြုနိုင်သောခွင့်တာ၍ပြင်ဆင်ပေးတော်မူပါအဖဖရဲ့နိုင်ငံတော်မြတ်ကျယ်ပြန့်ခြင်းအတွက်အကောင်းမွန်ဆုံးလှုပ်ဆောင်နိုင်ရသောခွင့်များအသုံးဆွဲနိုင်ရသောခွင့်များပြင်ဆင်ပေးရမည်ကြောင်းလည်းဆုတောင်းစက္ကန့်အနံပါ၏Jesus Family ရှက်မိသားစုရောက်ရှင်းစီတိုင်းကိုဖခင်သခင်တာ၍ကောင်းကြီးပေးရမည်ကြောင်းလဲဆုတောင်းစက္ကန့်အနံပါ၏ကျေးဇူးတော်ဂုဏ်တော်ပေါင်းကိုချီးမွမ်းရည်တွက်လျက်နာသရမျိုးသားယေရှုဖခင်ရဲ့နာမ၌ဆုတောင်းစက္ကန့်အနံပါတယ်မေတ္တာတော်ရှင်ဖခင်အာမင်